Hello မင်္ဂလာပါနော်ကျမကိုလေကျောင်းဆရာဘာဖြစ်သွားပြီလဲကျောင်းဆရာနဲ့အကြောင်းသိချင်လိုက်တာဆိုပြီးတော့မှပေါ့နော် CB မှာလာမင်းနေကြလို့ပေါ့နော်အဲ့ဒါကျမအဲ့ဒါလေးတစ်ချက်ကိုပြောပြပေးပါမယ်နော်စိတ်ဝင်စားနေကြမယ်လို့လည်းထင်ပါတယ်နော်ဘာလို့ဆိုသူ့ပုံနေနဲ့ကျမတင်ထားတော့လေကျောင်းဆရာကအဲ့ဒီကျောင်းဆရာကသူ့ရဲ့ဇာတိကိုရင်ပြောပြမယ်ပေါ့နော်သူ့ရဲ့ဇာတိကမုံရွာကနီရပါနော်မုံရွာကနီရပါသူကဒီဘက်ကိုဘောနော်စစ်ဆောင်ထွက်ရင်းနဲ့ဒီဘက်ကိုအတွဲနဲ့လာပြီးတော့နေနေတာပါနော်တောင်ကြီးဘက်မှာသူကလည်းတောင်ကြီးပြည်နယ်ပညာရေးမှုရုံးမှာနေတယ်ကျမကလည်းတောင်ကြီးပြည်နယ်ပညာရေးမှုရုံးမှာအတွဲနဲ့ရှိနေတယ်ပေါ့နော်အဲ့ဒီအချိန်ကနေကကျမနဲ့သူနဲ့ကတိခဲ့တာပေါ့နော်တိခဲ့ကြတယ်တိခဲ့ကြပြီးတော့ကျမကနောက်ရောက်တော့ကျမကအဲ့မှာသင်ကြားရေးနဲ့ဒီအထက်တန်းကျောင်းတစ်ကျောင်းကိုကျမကူးလိုက်တဲ့အချိန်မှာသူနဲ့ကျမနဲ့ဆက်သွယ်ပြတ်သွားပါတယ်เนาะဆက်သွယ်ပြတ်သွားတယ်ဆက်သွယ်ပြတ်သွားပြီးတော့ကျမကသူ့ဖုန်းနံပါတ်ကိုကျမနားမှာကိုမရှိတော့တာအဆက်သွယ်ဘယ်လောက်ထိပြတ်လဲဆိုပေါ့နော်အဲ့ဒီမှာသူကနေပြန်ပြီးတော့ကျမကိုဆက်သွယ်လာတာပေါ့နော်ဆက်သွယ်လာပြီးတော့အဲ့လိုပေါ့စကားတွေပြောပြကြတယ်ပြောပြကြတော့ကျမကသူ့ကိုပေါ့နော်ကျမဘဝအကြောင်းလေးကိုမသိဘဲနေမှာကြောက်လို့ဆိုပြီးတော့သူစကားဆလာတဲ့အချိန်မှာလမ်းကြောင်းလာတဲ့အချိန်မှာကျမဘဝအကြောင်းကိုပြောပြလိုက်တာပြောပြလိုက်တော့သူကကျမအကြောင်းကိုသူသိတယ်တဲ့ကျမဘဝအကြောင်းပေါ့နော်သူသိတယ်တဲ့အဲ့ဒါပေါ့နော်သိတယ်ပေါ့သိတယ်အဲ့ဒါတွေအကုန်လုံးကိုလည်းသူကလက်ခံနိုင်လို့သူစကားလာပြောတာပေါ့အဲ့ဒါနဲ့ဆိုကျမကလည်းပေါ့နော်သူ့ကိုလည်းတကယ်ချစ်တော့အခါကျတော့လေအဲ့လိုမျိုးယုံခဲ့တာပေါ့ယုံခဲ့ပြီးတော့သူနဲ့အဲ့လိုမျိုးတွဲခဲ့တယ်တွဲခဲ့တယ်ပေါ့နော်တွဲခဲ့ပြီးတော့ကျောင်းစကိုင်းကျောင်းကိုတက်တော့လဲသူနဲ့အတူတူပဲပေါ့နော်တက်ခဲ့တယ်အတူတူပဲအဲ့လိုမျိုးထမင်းလဲအတူတူချက်စားခဲ့တယ်နေတော့လဲအတူတူနေခဲ့တယ်ပေါ့ဗျာနော်အဲ့လိုမျိုးနေခဲ့တယ်နောက်ရောက်တော့အဲ့စကိုင်းမှာကျောင်းတက်နေရင်းနဲ့ပဲသူကပေါ့နော်ထပြီးတော့ဖောက်ပြန်တာပေါ့ထဖောက်ပြန်တော့အဲ့လိုပေါ့ကိုနဲ့သူနဲ့လည်းလက်မှတ်တော့မထိုးထားသေးဘူးသို့တော်လည်းပဲကိုကပြီးမှပဲအေးစစ်ပေါ့နော်ကျမလည်းဘယ်လိုပြောရမလဲအဆင်သင့်မဖြစ်သေးဘူးသူလည်းအဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ကျမလက်မှတ်ထိုးကြောင်းနေကျမဘာမှမပြောခဲ့သေးဘူးပေါ့နော်နှစ်ယောက်လုံးအဆင်သင့်ဖြစ်တဲ့အချိန်ရောက်ရင်တော့လက်မှတ်ထိုးကြမယ်ဆိုပြီးတော့နေခဲ့ကြတယ်ပေါ့နော်အဲ့မှာနေခဲ့ကြတော့တကယ်စကိုင်းကိုရောက်တော့ခါကြတော့ပေါ့နော်ကျမကစကန်ရီယာပေါ့နော်သူကဖာစီယာအဲ့ဒီမှာသူနဲ့တူအဲ့မှာစကိုင်းမှာလည်းတူနေတယ်နော်အဲ့လိုအကုန်လုံးပေါ့နော်ဆရာဆရာမတွေလည်းအကုန်လုံးတက်တည်တယ်ပေါ့နော်အဆောင်မှုတွေကအစအကုန်လုံးတည်တယ်ပေါ့နော်အဲ့လိုသူနဲ့တူနေတာတွေကအဲ့ဒါနဲ့ဆိုပြီးတော့ကျမကိုလည်းသူကအဲ့လိုမျိုးရုံမာလိမ့်မယ်လို့လည်းမထင်ထားဘူးပေါ့နော်သူကစကိုင်းမှာကြောင်းတက်နေတဲ့အချိန်မှာပေါ့နော်ကျမကတော့သူ့ကိုယုံစားပြီးတော့ပေါ့နော်သူ့ကိုထမင်းနေချက်ကျွေးပေါ့နော်အဲ့လိုမျိုးတွေကိုကတော့မိခင်တယောက်လိုမျိုးသူ့ရဲ့အမတယောက်လိုမျိုးဟုတ်တယ်နောက်ပြီးတော့သူယူမဲမိန်းမတယောက်လိုမျိုးရောသူ့ချစ်သူပုံစံရောပေါ့နော်အကုန်လုံးသူ့ကိုယူရနဲ့ကျမကသူ့ကိုပေါ့နော်အဲ့လိုမျိုးတွေပြုစုခဲ့တယ်အဲ့လိုပြုစုခဲ့တာပေါ့နော်ကျမရဲ့ပတ်ဝန်းကျင်ကျမရဲ့အခမ်းအနားနီးတဲ့တငယ်ချင်းတွေရောတငယ်ချင်းဆရာမတွေရောပေါ့နော်အကုန်လုံးကလည်းသိကြပါတယ်နော်အဲ့လိုပတ်ဝန်းကျင်ကလည်းအကုန်လုံးကသိကြတယ်ကျမသူ့ပေါ်မှာဘယ်လောက်ထိပေါ့နော်အဲ့လိုမျိုးကောင်းပေးနေလဲဆိုတာပေါ့နော်ဒါပေမဲ့ကျမကသူ့ကိုကောင်မလေးတယောက်ဆရာမတယောက်နဲ့ပေါ့နော်ဖောက်ပြန်နေတာကိုကျမသိလို့သူ့ကိုမေးလိုက်တာကြားလို့ပေါ့နော်မေးလိုက်တာမောင်ရဲ့အဲ့လိုမျိုးဟုတ်ရဲ့လားလို့မေးတော့သူကမဟုတ်ဘူးတဲ့သူကပတ်ဝန်းကျင်စကားနားရောက်နေမယ်ဆိုရင်အဲ့ပတ်ဝန်းကျင်နဲ့ပဲသွားပေါင်းတဲ့မောင်နဲ့မပေါင်းနဲ့တဲ့မောင်ဟိုတဲ့ဖြတ်လိုက်တဲ့သူကအဲ့လိုစပြောတာအဲ့လိုစပြောလိုက်တော့မောင်ရဲ့ပေါ့ဒါလေးမိတာနဲ့ပဲဖြတ်လိုက်ဆိုတဲ့စကားကြီးကဘာလို့သုံးတာလဲလို့ကျမမေးလိုက်တာပေါ့မေးတော့ဟုတ်တယ်လေတဲ့ပတ်ဝန်းကျင်စကားပဲနားရောက်နေတာမဟုတ်ဘူးလားတဲ့သူ့စကားကိုသူကမယုံလို့ပေါ့နော်မောင်ကိုမယုံရင်တဲ့မောင်ကိုမပေါင်းနဲ့တဲ့သူကအဲ့လိုမျိုးပြောတာအဲ့ဒါနဲ့ဆိုပေါ့နော်ကျမလည်းဟုတ်ပါပြီပေါ့အဲ့ဒါဆိုလို့ရှိရင်ပေါ့အဲ့ဒီဆရာမပေါ့နော်အဲ့ဒီဆရာမနဲ့မဟုတ်ရင်ပြီးတာပဲဆိုပြီးတော့ကျမအဲ့ဒါတခါယုံသွားပြီးတော့မှသူတောင်းဆိုသမျှကွာပြန်ပြီးတော့လိုက်ရောနေပြန်ကွာကောင်းပေးနေပြန်ရောပေါ့နော်အဲ့ဒါနဲ့ဆိုပြီးတော့သူကတခါနေနှခါပေါ့နော်အဲ့လိုမျိုးထပ်ပြီးကြားပြန်တော့ကျမထပ်ပြီးမေးပြန်ရောအဲ့ဒါမေးတော့ခါကျတော့ तू မဟုတ်ဘူးပေါ့အဲ့ဒီစောက်ကောင်မအကြောင်းကိုတဲ့လာမပြောနဲ့တဲ့ကြားလည်းမကြားချင်ဘူးဘာညာနဲ့ဆိုဒီဆရာမကို तू ကစောက်ကောင်မနဲ့တောင်ပြောတယ်ဆိုတော့မဟုတ်တော့ဘူးပေါ့နော်အဲ့ဒါမဟုတ်တော့ဘူးဆိုပြီးတော့ကျမယုံသွားပြန်ရောနောက်ဒုတိယတစ်ချိန်ကျမထပ်ယုံပြန်ရောပေါ့နော်အဲ့ယုံပြန်တော့ကျမလည်းပေါ့နော်ကဲအဲ့ဒါဆိုလဲပေါ့နော်စာအေးစစ်ကြက်မှရမယ် तू မဟုတ်တော့ပါဘူးဆိုပြီးတော့ကျမတော်သေးတာပေါ့ဒါစာမေးပွဲတွင်းမှာ तू အဲ့လိုမျိုးတွေအယုံသွင်းပေးနိုင်တာကို तू ပြန်ကျေးဇူးတင်ရမယ်အဲ့ဒီမှာလေကျမစာတွေအရအတကုံကြက်ပြီးတော့မှကျမစောင်းပွဲကြလို့မဖြစ်ဘူးဆိုပြီးတော့စာတွေအတကုံနင်းကြက်ပြီးတော့ဖြေခဲ့တယ်နောက်ဆုံးဘာသာကိုရောက်သွားခဲ့တယ်ပေါ့နော်အဲ့နောက်
ဆုံးဘာသာရောက်သွားခဲ့တော့မေဂျာနေ့မှာလဲအဲ့လိုပေါ့မနက်ခင်းပိုင်းကျမတို့မဖြေခင်လေးမှာဟိုသူနဲ့ကျမနဲ့အပြင်မှာခဏတွေးလိုက်သေးတယ်ရှင်တွေးလိုက်တော့ပေါ့နော်ဟိုမောင်ပဲဟို तू ကနေကျမဘေးနားမှာရက်နေတာအဲ့နေ तू ကဗာမေးလဲဆိုတော့ဟိုမြန်မာစာမေဂျာဌာနဘယ်နားမှာလဲပါညာဆိုမေးတော့ကိုကလိုပဲလမ်းညွှန်လိုက်တော့သူနဲ့စကားပြောလိုက်ရတော့ဝမ်းသာသွားပြန်ရောဝမ်းသာသွားတော့ကိုစာမိဘကိုကောင်းကောင်းမဖြေနိုင်ခဲ့တယ်ဖြေနိုင်ခဲ့ပြီးတော့ကျမပေါ့နော်ဟိုသူ့ကိုအဲ့လိုမျိုးထပ်ပြီးတော့အဲ့လိုဖောက်ပြန်နေလိမ့်မယ်လို့လည်းမထင်ထားဘူးအယုံသွင်းနေမှလည်းကျမမထင်ထားဘူးပေါ့နော်ကျမကဒီလိုမျိုးဟိုသူများတွေကသိကျင်လို့လာမေးကြတာကိုကျမအဆက်မရှိလို့ချပြတာတော့မဟုတ်ဘူးပေါ့နော်နောက်ပေါ့နော်ចောင်းဆရာဖြစ်ပြီးတော့တောင်မှဒီယူနီဖောင်းကြီးကိုကြည့်ပြီးတော့ယုံရတဲ့ထဲမပါဘူးဆိုတာကိုပြောချင်တာပေါ့နော်ယူနီဖောင်းကြီးတာဝတ်ထားတာအကျင့်ရုပ်တဲ့ចောင်းဆရာကရှိနေသေးတာဆိုတာကိုသိစေချင်လို့ပေါ့နော်အဲ့လိုမျိုးအဲ့ဒါနဲ့ဆိုပြီးတော့ဟိုကျမပေါ့နော်သူပြောသမျှတွေယုံခဲ့တယ်အဲ့စာမေးပွဲနောက်ဆုံးရက်ရောက်တော့ခါကျတော့ကျမဘိုက်ရန်စာလို့ဆိုပြီးတော့ကန်တင်းကိုဝင်လိုက်တယ်ပေါ့နော်ကန်တင်းကိုဝင်လိုက်တယ်ကန်တင်းမှာဝင်လိုက်တော့ပေါ့နော်သူကအဲ့ကြောင့်အဲ့ကဆီယာမတယောက်နဲ့ဟိုပေါင်ချင်းပြဟိုဒူးချင်းကြီးကိုနှစ်ချောင်းကိုချိတ်ပြီးတော့ခါကျတော့သူတို့အာဘူးတွေစားနေကြတာအာဘူးတုတ်စားနေကြတာပေါ့နော်စားနေလိုက်တော့ပေါ့နော်ကိုကအံ့ဩသွားတာအံ့ဩသွားတော့ခါကျအဲ့နေကျမသူတို့နှစ်ယောက်ရဲ့ရှိတဲ့မှာကျမသွားလိုက်တယ်သွားပြီးတော့ဟိုအတုပ်ဖို့ရှင်းပြရမလားဆိုပြီးတော့ကျွန်မသွားမိလိုက်တာပေါ့နော်သွားမိတော့မေးစံဟွာတဲ့ရှင်းစရာမလိုဘူးတဲ့အဲ့ဒီဆရာမလားပေါ့နော်နာမည်တော့ထည့်မပြောတော့ပါဘူးအဲ့ဆရာမနာမည်ဟုတ်ပေါ့နော်အဲ့ဒါမှတော့အဲ့ဆရာမအဲ့ဒါလားမေးလိုက်တော့သူကဟုတ်တယ်တဲ့ဟုတ်တယ်လို့ပြောလိုက်တော့ကျွန်မရင်ထဲကိုဝင်ကြည့်လိုက်ပေါ့နော်ကျွန်မအရန်ဒေါသထွက်သွားတယ်ပေါ့နော်အရန်ဒေါသထွက်သွားတော့အိုင်မာကျူနဲ့သူနဲ့သူရဲ့ကျွန်မရဲ့အဲ့ဆရာမရဲ့3ယောက်ပေါ့နော်အဲ့ဒီကန်တင်းမှာပြဿနာတွေတက်ကြတယ်ပေါ့နော်ဒါကြတယ်အဲ့မှာဘောနော်မနှက်ပြန်ဆိုလဲပြန်တော့မယ်နေပေါ့နော်ပြန်တော့မယ်နေအဲ့မှာကျမကလည်းဘောနော်သူ့ကိုကျမနေတဲ့အဆောင်ခေါ်လာခဲ့တယ်ခေါ်လာခဲ့ပြီးတော့မှသူနဲ့အဲ့မှာသူတညလုံးကျမနာမှာပဲရှိတယ်ပေါ့နော်တညလုံးကျမနာမှာပဲရှိတယ်အဲ့ဒီမှာသူဘီယာတွေတောက်တယ်ဘီယာတွေတောက်တယ်တောက်ပြီးတော့ကျမကိုရွဲ့တယ်စောင်းတယ်ပေါ့နော်ဟိုတစ်ဖက်ရန်ကုန်ကဆိုလားမသိပါဘူးသူတငယ်ချင်းသားမှာဖုန်းတွေဆက်ပြီးတော့ကျမကိုအရွက်တွေတိုက်တယ်ပေါ့နော်အရွက်တွေတိုက်တယ်ဟိုဒါပေမဲ့ကျမကသူနဲ့ရေးရှိလက်တွဲလို့တော့မဖြစ်တော့ဘူးဆိုတာအဲ့နေကနေကကျမဆုံးဖြတ်ထားပြီးသားဒါပေမဲ့ပေါ့နော်ကိုကနေအဲ့ချိန်မှာတောင်းချမ်းလိုက်လို့ရှိရင်ပေါ့နော်သူဟိုအဲ့ကောင်မလေးနောက်ကိုပါသွားရင်လည်းပါသွားနိုင်တယ်ဒါမှမဟုတ်ရင်လည်းဟိုသူတခုခုပေါ့နော်တနေရာရာထွက်သွားလိမ့်မယ်ဆိုပြီးတော့ကဲကိုတာဝန်ရှိသေးတယ်တောင်ကြီးကြီးပါအောင်တော့သူ့ကိုများပြီးခေါ်ခဲ့မယ်ဆိုပြီးတော့မှအဲ့ကျမသူ့ကိုတောင်ကြီးကြီးပါအောင်သူ့ကိုခေါ်လာခဲ့တယ်ခေါ်လာခဲ့တော့တောင်ကြီးရောက်တော့ကျမကလည်းပေါ့နော်ဟိုသူ့ကိုမေးတယ်ကျမကိုသူထိုင်ရှိခိုးပြီးကြော့တဲ့ post လေးလဲကျမဒီ post ထဲမှာကျမတင်ထားပေးတယ်အဲ့ဒါဘာလဲဆိုတော့လေဟိုသူတဲ့မိမကတဲ့ကျမတယောက်တည်းမကဘူးတဲ့9ယောက်လောက်သူနေခဲ့ဘူးတဲ့အတူတူနေခဲ့တယ်ပေါ့နော်အတူတူနေခဲ့တယ်တဲ့ပေါ့နော်ကျမလိုမျိုးမဟုတ်ဘူးပေါ့အဲ့ဒီမိမတွေကအတူတူတာအတူနဲ့အိတ်ခဲ့တာပေါ့နော်ဟိုကျမလိုမျိုးအဲ့လိုရန်ရှာတဲ့မိန်းမမရှိဘူးပေါ့မရှိခဲ့ဘူးပေါ့အဲ့သူအိတ်ခဲ့တဲ့9ယောက်ထဲမှာတဲ့သူတူတူအိတ်ခဲ့တဲ့9ယောက်ထဲမှာကျမလိုရန်ရှာတဲ့သူမရှိဘူးတဲ့ဘယ်သူနဲ့ပဲအိတ်နေပေါ့လူကမှသူ့ကိုအဲ့လိုမပြောဘူးပေါ့တူတူအိတ်ချင်တယ်ဆိုအိတ်လိုက်တာပဲပေါ့ဟာအဲ့ထဲမှာပေါ့နော်ကိုကမပါဘူးလေအဲ့လိုမျိုးကိုနဲ့ကြိုက်သွားပြီဆိုလို့ရှိရင်ဟိုတခြားမိန်းမတွေနဲ့အိတ်တာတော့ကိုကလက်မခံနိုင်ဘူးလေနော်သူကကျမပေါ့နော်အဲ့လိုမျိုးသူမိန်းမ4-5ယောက်အတူတူနေခဲ့တယ်ပေါ့နော်အတူတူနေခဲ့တယ်တဲ့အတူတူအိတ်ခဲ့တယ်တဲ့ပေါ့နော်ကျမလိုမျိုးမဟုတ်ဘူးတဲ့သူကအဲ့လိုပြောတာပေါ့အဲ့ဒါဆိုကျမကတော့အဲ့ဒီမိန်းမတွေလိုမျိုးတယောက်ပြီးတယောက်အိတ်ခံတဲ့ထဲတော့မပါဘူးကျမကျတော့သူ့တယောက်ဆိုရင်လည်းတယောက်ကိုကချစ်ခဲ့တာဖြစ်တဲ့ကြောင့်သူ့ဘက်ကနေလည်းကိုတယောက်တည်းကိုပဲဖြစ်စေချင်တာလေအဲ့တော့သူကပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးသူ့ရဲ့စိတ်ကကြဘလို့လဲမဟုတ်ဘူးဘလို့လဲဆိုတော့လေကျမနဲ့လည်း तू ကအိတ်တယ်တခြားသူတွေနဲ့လည်း तू ကအိတ်တယ်အဲ့လိုမျိုး तू အိတ်ခဲတာတွေကို तू ကအကုန်လုံးကို तू ကပြောပြတယ်ပြောပြတော့ तू ကဘာပြောလဲဆိုတော့ကျမကိုပေါ့နော်အဲ့ဒါတွေကိုတဲ့ခွန့်လွတ်ပေးနိုင်လားလို့ तू မေးတယ်ခွန့်လွတ်ပေးနိုင်လားလို့ तू ကမေးတယ်မေးတော့ကျမကအမှန်တိုင်းပြောရရင်ကိုကတကောင်းတက်ဟိုဘလို့ပြောဘလို့စကပုံနဲ့နိုင်ရမလဲကျမဘဝမထူးတော့ဘူးပေါ့နော်သူနဲ့ကလည်းအဲ့လိုမျိုးကြီးပေါ့နော်ဟိုနေပြီးသွားပြီဆိုတော့မထူးတော့ဘူးဆိုပြီးတော့လေတင်းကြီးခံပြီးတော့ကျမဆက်ပြီးတော့ပဲပေါင်းတော့မယ်ဆိုပြီးတော့ဘောနော်ကိုယ်တိတ်ခါလည်းရှိသေးတယ်ဆိုအဲ့လိုတော့ပထမဆုံးဖြတ်လိုက်သေးတာဒါပေမဲ့လေဒီလားဟိုနောက်ရောက်တော့ကြားလေးလေသူ့ရဲ့အကျင့်စာရိတ္တာကြီးကပို့ပြီးတော့ရုပ်ကလေးနဲ့မလိုက်ဘူးပေါ့နော်ရုပ်ရည်နဲ့မလိုက်ဘူးပို့ပြီးဆိုးလာတယ်ပို့ပြီးဆိုးလာတယ်သူအကျင့်စရိုက်ကြီးပေါ့နော်မိန်းမတွေတယောက်ပြီးတယောက်နောက်ပြီးရင်လည်းလေဒီလားသူနေတာကလေဒီလားခလေးမအေးတွေကိုပို့ပြီးတော့သူကဥတီတယ်နော်အဲ့လိုမျိုးတခုလန့်တို့မုတ်ဆိုးမတို့ပေါ့နော်အဲ့လိုမျိုးတွေနောက်ပြီးရင်လင်ရှိတဲ့မယားကလေးမအေးတွေပေါ့နော်အဲ့လိုမျိုးကိုသူကပို့ပြီးတော့
လိုက်ပြီးတော့အဲ့လိုမျိုးဟိုအားနေချက်ရှိတဲ့မိန်းမတွေကိုပို့ပြီးကတ်တယ်လို့ကျွန်မပြောချင်တာပေါ့နော်ပိုင်းလုံးပေါ့နော်အဲ့လိုမျိုးခြူစားတာပေါ့ခြူစားတဲ့သဘောကြီးကိုသွားရောက်တယ်ရောက်တော့လေနောက်ရောက်တော့လေသူ့ကိုလေသူ့စိတ်သူ့ရဲ့ပုံစံကြီးကလုံးဝမထင်အောင်နော်ရုပ်ကလေးရောသူ့ရဲ့ပုံစံနေပုံထိုင်ပုံရောတန့်ပြတ်နေတာပဲသူ့ရုပ်လေးကလည်းလေတကယ်ကိုတနာစရာကောင်းတယ်နော်ကျမဆိုလေဒီလားသူ့ကိုတကယ်အဲ့ဒီရုပ်ရည်လေးနဲ့သူ့ရဲ့တန်ပြန်နေပုံထိုင်ပုံလေးကိုလေတကယ်အထင်ကြီးလေးစားပြီးတော့မှသူ့ကိုချစ်ခဲ့တာပါသူ့မှာပတ်စံလဲကျမမမောဘူးသူဘာတွေရှိလဲဘာတွေပိုင်ဆိုင်လဲကျမမသိဘူးပေါ့နော်လက်ရှိလက်တလောကတော့ဟိုဘောနော်ကျမနာနေပါသွားတာပဲကျမသိတယ်ပေါ့နော်ဒါပေမဲ့ကျမနာနေပါသွားလို့ကျမအဲ့လိုမျိုးနှမျောတတဖြစ်ပြီးပြောနေတာမျိုးလည်းမဟုတ်ဘူးဒါပေမဲ့အံ့ဩစရာကောင်းတယ်လို့ဟိုယူနီဖောင်းကြီးကိုဝတ်ထားတယ်ဗျာကျမကလည်းသူ့ကိုယူနီဖောင်းကိုလေးစားတာပါတယ်ယူနီဖောင်းကိုချစ်တာပါတယ်နောက်ပြီးရင်သူ့ပုံစံလေးကចောင်းစရာလေးနဲ့လည်းဟိုပေါ်တော့ပုံစံလေးကလည်းကြကြနာနာလေးနေတတ်တော့ချစ်တာပါတယ်အဲ့ဒါတွေယုံစားပြီးတော့မှလေအဲ့လိုမျိုးပေါ့နော်သူပြောတာတွေကိုလက်ခံခဲ့တယ်သူတောင်းသမျှတွေပေးတယ်ပေါ့နော်အဲ့လိုမျိုးတွေနေခဲ့တာပေါ့အဲ့လောက်ထိအကျင့်စာရိတ္တမဲ့နေတဲ့သူမှန်ကျမမသိဘူးပေါ့နော်ပြောရရင်ကျမတို့ပညာရေးဌာနမှာအဲ့လိုမျိုးကျောင်းဆရာရှိတာအင်မတန်ကိုယွန်စရာကောင်းတယ်ပေါ့နော်ယွန်စရာကောင်းတယ်ပေါ့ပြောချင်တာကဲနော်အပိုင်းနေများနေလို့ကျမညီကုန်းချုပ်လိုက်တော့မယ်နော်ဒီဆရာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့မှကျမထက်လူကြီးကိုကျမတိုင်လိုက်ပါတယ်တိုင်လိုက်တဲ့ခါကျတော့အခုထက်လူကြီးကနေပြီးတော့မှသူ့ကိုအဲ့ဒီကပြည်နယ်မှာလည်းအတွဲနဲ့လည်းမထားတော့ဘူးပေါ့နော်မရှိတော့ဘူးသူ့ကိုမောင်းထုတ်လိုက်ပြီပေါ့နော်မောင်းထုတ်လိုက်ပြီးသူအဝေးတနေရာမှာသူရောက်သွားပြီပေါ့နော်အဝေးတနေရာမှာသူရောက်သွားပြီအဲ့တော့သူအဝေးတနေရာကိုတော့သူမသွားသေးဘူးပေါ့နော်အဲ့ကလေးမအေးတယောက်နဲ့သူအတူတူနေသေးတယ်လို့သူပြောတယ်အဲ့ကလေးမအေးရဲ့နာမည်ကိုလည်းသိတယ်ထက်မပြောတော့ဘူးနော်အဲ့မှာအဲ့ဒီကလေးမအေးနဲ့ကလည်းဖြစ်နေတဲ့အတန်းကျမတို့ကကြားတယ်ကြားတယ်ဆိုတော့ဒီရောက်မှကြားတာပေါ့နော်အဲကြောင့်မလို့ဒီလိုယောက်ျားမျိုးကတော့ပေါ့နော်ဟိုယူလို့ရှိရင်လည်းယူတဲ့မိန်းမပဲမျက်ရည်နဲ့ပဲဆက်လက်ပဲကြံနေခဲ့မှလေးနော်အဲ့တော့ဟိုကျမကဒီလိုမျိုးအစိုးရတိလိုက်ရတဲ့တောင်မှသူ့အကြောင်းကိုအစိုးရတိလိုက်ရတာကျမအတွက်ကျေးဇူးတင်တယ်နော်အဲ့လိုမျိုးဟိုကံကောင်းသွားတယ်လို့ပဲမှတ်ရမှာပေါ့နော်သူ့ကိုကျေးဇူးလည်းတင်လဲဒီလိုဘာလို့ဆိုသူ့စရိုက်ကြီးကိုစောစောစီသူပေါ်ပြီးတော့ပြလိုက်နိုင်တာပေါ့နော်အဲ့ဒါကျမရဲ့ကိုဆောင်နဲ့ကျမဖေယားတရားလုပ်တဲ့အကျိုးကျေးဇူးပေါ့နော်အဲ့ဒါကိုပဲကျမဖေယားကိုပဲကျေးဇူးတင်ရမှာပေါ့နော်အဲ့လိုမျိုးအခုသူဆိုလို့ရှိရင်လေဟိုကောင်းကောင်းမွန်နေရလေခဏပေါ့နော်ဘာလို့တုံးဆိုတော့သူမိန်းမတွေရဲ့မေတ္တာပို့မှုကိုတော့သူခံနေရမှာပဲလေနော်သူလုပ်ခဲ့တဲ့မိန်းမတွေရဲ့မေတ္တာပို့မှုကိုတော့ခံနေရပါမယ်ကျမဆိုလို့ရှိရင်ပို့ပြီးတော့တောင်မှသူ့ကိုလေအဲ့လိုပို့ပြီးမေတ္တာပို့တယ်ပို့နော်ပို့ပြီးတော့သူ့ကိုသတိရလာတိုင်းမှာကျမကမေတ္တာပို့တယ်သူ့တပုံလေးတွေကိုကြည့်ပြီးတော့မေတ္တာပို့တယ်အဲ့လိုမျိုးလေးတွေပေါ့ဟိုကျမနေနိုင်အောင်နေလိုက်တော့တယ်ပေါ့နော်အစတုန်းကတော့သူ့ကိုချစ်တော့ခါကြတော့လေလွမ်းနာတွေညံ့မျက်ရည်ကျတာတွေရှိတယ်အခုဆိုလို့ရှိရင်နည်းနည်းလေးသတိရလိုက်တာနဲ့ပေါ့နော်ကျမသူ့ကိုလေသူ့ရဲ့တက်စိတ်မြစ်တာတွေတုတ်တွေကိုကျမရွတ်လိုက်တော့တယ်ပေါ့နော်သူ့တက်စိတ်ရွတ်တယ်ကျမတက်စိတ်ရွတ်တယ်အဲ့လိုမျိုးလေးနဲ့သူ့မြစ်တာတွေပို့ပေးလိုက်တယ်ပေါ့နော်သူ့မှာလည်းနှမရှိတယ်သူ့မှာလည်းအမေရှိတယ်နော်ဟိုကျမလည်းဝှကျွေးရှိလို့ဆက်လိုက်ရတယ်အဲ့လိုပဲကျမမှတ်လိုက်တော့တယ်ပေါ့နော်ဝှကျွေးတစ်ခုထပ်ကုန်သွားတယ်လို့ပဲကျမပေါ့နော်အဲ့လိုပဲမှတ်လိုက်တယ်ပေါ့နော်ဘယ်လိုပြောရမလဲဆိုလေကျမလေအဲ့ဒီဆရာကိုလေအစတုန်းကအထင်ကြီးတဲ့လောက်လေလုံးဝအခုကတော့လေဒီလားလုံးဝပဲဟိုကျမဟိုသဘောတစ်ခုထားလိုက်ဗျာကျမတယောက်တည်းပဲဒီလိုဖြစ်ခဲ့သွားတယ်ဆိုရင်တော့ဟိုတမျိုးပေါ့နော်ကျမမှာချိုးရင်းချက်တွေရှိလို့သူထားခဲ့တယ်လို့ကျမတွေးလို့ရသေးတယ်နော်အခုကမိန်းမတကာမိန်းမ9ယောက်မကပေါ့နော်မိန်းမတကာမိန်းမတွေနဲ့အတူတူအိပ်ပြီးတော့မှဘယ်မိန်းမကောင်းတယ်ဘယ်မိန်းမမကောင်းမှုတွေလိုက်ပြီးသုံးသက်နေရအောင်ပေါ့နော်ဒီကောင်ကတော်တော်ကိုစူးစူးဝါးဝါးတဲ့ကိုပါတယ်ပေါ့နော်ကျမကပေါ့နော်ဟိုသူ့ဖုန်းကိုတစ်ခါကင်ဘူးတယ်ပေါ့နော်ကင်ကြည့်ဘူးတယ်ကင်ကြည့်ပါတော့သူ့ဖုန်းထဲမှာလည်းလေးတီလာမကောင်းတဲ့ကားတွေကြီးတယ်ပဲအဲ့ဒီကနေကလေကိုကသူ့ကိုတိတ်ပြီးတော့စိတ်ထဲမှာမတန့်တော့တာလည်းပါတယ်ပေါ့နော်တော်တော်မကောင်းတဲ့လူပါလားပေါ့လေအဲ့ကတယောက်ပြီးတယောက်အဲ့လိုတွေပေါ့နော်သူကနေခဲ့တာ